မင်္ဂလာပါရှင်ကဲဒီနေ့နေတော့ဒီနေ့နေ့လည်စာကိုဘာစားမလဲဆိုတော့ဒူးရင်ဒီပေါ့နော်ဒူးရင်ဒီအမှန်တကယ်တော့နေ့လည်စာစားဖို့အတွက်ကချက်ဖို့အချိန်မရတဲ့အတွက်ကိုဒူးရင်ဒီနှလုံးအမေကဝယ်ကျွေးမယ်ဆိုပြီးတော့ဒီယုံဒီနှလုံးကအဲ့မော်ထောင်းကိုတော့လိုက်ရှာရတယ်ပေါ့နော်ပြင်မနာမျိုးမှာရောလိုက်ရှာပါတယ်လိုက်ရှာရင်လည်းကိုထိုင်းမှလည်းမရပါဘူးဥကရုံကြီးလာပါလားမသိဘူးအဲ့ဆိုင်မှာရောရခဲ့ပေါ့ရခဲ့အဲ့မော်ထောင်းနှလုံးကိုဈေးလေးပါလေးစစ်ပြီးတော့ဝယ်ခဲ့ပါတယ်ပြီးတော့ကောင်းလားမကောင်းလားဆိုတော့ unboxing လုပ်ပါမယ်နော်ဆိုတော့ညီကတော့ဟိုပုတ်ဒီပုတ်ပေါ့လိုက်လုံးကြည့်ရလောက်တော့မတန်ဘူးဒါပေမဲ့ကောင်းပါစေပဲဆူတောင်းပြီးတော့ညိုရေးစားကြမယ်ပေါ့နော်အမျိုးသားတော့သူကခွာမယ်ပေါ့သူကသူခွာတတ်တယ်ပေါ့နော်တကယ်ကြတော့လဲသူပဲခွာပြီးရပါပဲဆိုတော့အိမ်မာကတော့မကြိုက်တဲ့မောင်လေးရှိရပေါ့မောင်လေးဒွင်းဒီလုံးမကြိုက်ဘူးသူကမကြိုက်တဲ့မောင်လေးကနေပြီးတော့ရောက်နေရပေါ့နော်သူကနေပြီးတော့မြို့သားခွာနေတော့သူကနေပြီးတော့မကြည့်ရတော့သူကလိုက်ခွာတယ်အဲ့ခွာနေတဲ့အချိန်မှာသူကနေပေါ့သူကလုံးအနက်လည်းမခံနိုင်ဘူးကွယ်ဒါပေမဲ့သူဒွင်းဒီတော့ခွာပြီးတယ်ခွာပြီးတော့ဝိုင်းကူခွာပြီးอ่ะပေါ့အဲ့အချိန်မှာသူခွာတဲ့အချိန်မှာရွေဒွင်းဒီနှလုံးကဒီပကံအများကြီးနဲ့နှစ်ချက်ရဲ့ဥတော်အတွက်ကိုဖယ်ထားတာရဲ့ရပါတယ်ပေါ့နော်အများကြီးပဲရတယ်အမောင်စင်လုပ်တဲ့နေရာမှာလုံးဝကိုအောင်မြင်သွားတယ်ပေါ့ဆိုတော့အိမ်မှာမောင်လေးကိုရွာနေပေါ့စားကြည့်ဆိုတော့ကနေပေါ့စားကြည့်အဲ့ချိန်မှာဟာကောင်းလိုက်တာဆိုပြီးဖြစ်သွားတယ်ပေါ့နော်သူကအိမ်ကောင်းသားပဲကောင်းမောဆိုတော့စားရပေါ့စားရနေသူကအင်းနဲ့စားရနေတဲ့အနံ့ကလည်းမရတော့ဘူးနော်တဲ့ဆိုတော့ဟုတ်တယ်အနံ့ကလည်းမရတော့ဘူးစားရနေအရန်စားကောင်းတယ်မဟုတ်လားဆိုတော့သူကနေပေါ့သူ့ကိုဇက်သွင်းလိုက်တယ်ပေါ့နော်ဒူရင်းတီသူကကြိုက်သွားတယ်သူ့အတော့ဆိုလည်းတော်တော်ကြီးနေပါပြီအခုမှသူကနေပြီးတော့ဒူရင်းတီကိုအတရားထဲမှာစားခိုင်းတာဒီကတော့စားပြတာပေါ့နော်အရန်ကြိုက်ပါတယ်ဒူရင်းတီလားမော်ထောင်းတီလေးအရန်ကောင်းပါတယ်ပေါ့နော်ဒီအချိန်မှာမကောင်းမှလည်းကြောက်တယ်လေနော်အမောင်စင်လို့တဲ့အချိန်မှာရေဝင်နေရတော့ဘာလို့ဖြစ်မှာဆိုလို့ဒါပေမဲ့အိတ်ဆိုင်ကတော့တအားကိုကောင်းပါတယ်ရှင်အခုညရလာလည်းအရန်ကိုတန်တယ်ပေါ့နော်တကယ်ကြီးမှာ3000နှုန်းနဲ့ရလာတာပေါ့နော်အဲ့ဒါဆိုတော့2သိန်းကျော်ပို့လေးနဲ့အများကြီးစားရတယ်ပေါ့အဲ့အချိန်မှာမောင်လေးကလည်းအရန်ကိုကြိုက်သွားဟဲ့နဲ့စားရင်းနဲ့လုံးဝတော့လက်တိချပြောပါတယ်ဟုတ်တယ်နော်တဲ့သူအရန်တော့အနှံ့တော့လို့စမ်းမခံနိုင်တာကွာနော်အခုချိန်လဲကြလဲကြသူတအားကိုစားလို့အရန်ကိုကောင်းနေတာပေါ့နော်လက်ကိုမလဲဘူးဖြစ်နေကြအားနဲ့မောင်လေးကနေပြီးတော့သူရက်လိုက်တော့မယ်တဲ့မစားတော့ပါဘူးတဲ့ဆိုတော့အဲ့ချိန်မှာသူလက်ဒီပါအောင်စုပ်သွားတယ်ပေါ့နော်စားလို့ကောင်းတဲ့အနေထားတွေဖြစ်သွားတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့နဲ့ပဲတို့ရေးစားပါတယ်အမေကအတင်းကျွေးပါတယ်မထသွားနေအောင်လေးယုံနေစားအောင်လေးပေါ့နော်လို့ပြောတဲ့အချိန်မှာမောင်လေးကနေတော်ပြီကျွန်တော်များနေပြီတော်ပြီဆိုတော့တလုံးကလည်းအသားကြီးပဲဆိုတော့တော်တော်စားယူပါတယ်ရှင်အဲ့ဒီနေ့ကဆိုလို့ရှိရင်နေ့လေဒါထမင်းကိုလုံးဝမစားရတော့ညနေကို6နာရီလောက်မှရထမင်းစားကြရတယ်ပေါ့နော်လုံးဝနဲ့မောင်လေးကလည်းစားပါတယ်စားတယ်ကိုယ်လည်းစားလိုက်ပေါ့နော်သူတော်တော်ကောင်းတယ်ပေါ့နော်အရင်တော့မစားခဲ့ရလေချင်းဆိုပြီးတော့သူကစားတာပေါ့အရင်တော့သူနှာခေါင်းပိတ်ပြီးရတာနဲ့အဲ့လိုမျိုးစားခဲ့ပြီးဆိုလို့ရှိရင်သူစောစီးစားရမှာပေါ့နော်အခုကျတော့နည်းနည်းနောက်ကျနေပေါ့နော်စားတော့ရှေ့ဆက်ပြီးလည်းသူစားဖို့စီစဉ်နေများစွာရှိပါတယ်လို့လည်းပြောပါတယ်ဆိုတော့အမှလည်းဒီလိုစားကြရတယ်ပေါ့နော်စားတဲ့အချိန်မှာပျော်နေကြတယောက်ကိုတယောက်ကြည်နူးနေကြတာပေါ့နော်ဘာလို့ဆိုကြိုက်တယ်လीเนาะတမိသားစုလုံးကကြိုက်ကြတော့လေအဲ့တော့စားကြတယ်စားပါတယ်စားလိုက်ပြောလိုက်ပေါ့အဲ့ဒါညနေပြီပေါ့မောင်လေးကလည်းတော်ပါပြီသူနည်းနည်းမူနောက်လေးဖြစ်လာမှဆိုလို့တဲ့တော်ပြီနော်တဲ့ဆိုတော့သူထတယ်အဲ့ချိန်မှာအမားဖြစ်သူကတော့ဆက်စားပါတယ်အမားရောညီမတွေအကုန်လုံးစားကြရပါတော့စားလို့လည်းအရန်ကိုကောင်းတဲ့ဒူရင်ဒီလေးမှုလို့ကြိုက်ကြပါတယ်ဟုတ်လေဒူရင်ဒီကမွေးလားမွေးဘလို့မွေးလဲဘလို့မွေးလဲကြိုက်တယ်ဒူရင်ဒီလေးကြိုက်တယ်လို့ပြောလေကြောက်ကြိုက်တယ်အရန်ကြိုက်တယ်ဒူရင်ဒီမွေးလားတခါပဲမွေးကြိုက်တာလေโอเคကြိုက်တာပြီမောင်လေးကတော့ကဲသားလေးကတော့ကျောင်းပြန်လာပြီးတော့သူ့တက်ချန်တိုင်းတွင်ဒီနှစ်မွာလေးကိုသူကစားပါတယ်အများကြီးပဲကလေးဆိုတော့လည်းအရင်မကြွေးချင်ဘူးပေါ့နော်အများကြီးစားတယ်ကျေးဇူး